အားလုံးပဲမင်္ဂလာပါကျွန်တော် Frank ပါကျွန်တော်တို့ GAPD N3 Reading ရဲ့ဒီနေ့တော့ Day 6စာပိုင်လေးကိုဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်เนาะဒီနေ့ Day 6ကလည်းပဲတပုတ်တည်းဆိုပေမဲ့လည်းပဲနည်းနည်းလေးတော့ရှည်တယ်မိကုန်းတွေလည်းများတဲ့စာပိုင်ဖြစ်ပါတယ်ဆိုတော့ Reading 9 Day 6ရဲ့ Reading 9မှာကျွန်တော်တို့ဘာအကြောင်းအရာကိုဖတ်ကြမလဲဆိုတော့ပုံလေးကတော့ဂျပန်ယူအာနဲ့ဆိုင်တဲ့အကြောင်းအရာပေါ့နော်ဆိုတော့ဝါကားဆရှော့ကူနင်းတော့ K ရှော့လို့ခေါ်တဲ့စာပိုင်လေးကိုဖတ်မယ်ဗျဆိုတော့ဝါကားဆဆိုတဲ့စကားလုံးလေးကနေစပြီးတော့ပြောပြမယ်နော်ဝါကားဆဆိုတာကဂျပန်ရိုးရာ T ကိုပြောတာဖြစ်ပါတယ်ဒီပုံလေးမှာဒီအမျိုးသမီးစကိုင်ထားတဲ့ T ကဂျပန်ရိုးရာ T ပေါ့နော်ဆိုတော့ဝါကားဆရှော့ကူနင်းဆိုတာကလက်မှုပညာရှင်မှာဒီ T ကိုပြုလုပ်တဲ့လက်မှုပညာရှင်ပေါ့နော်ရှော့ကူနင်းတော့ K ရှော့ရဲ့အဓိပ္ပာယ်ကကျတော့အမွေအနှစ်ပေါ့ဆိုတော့တကြောင်လုံးကိုပြောမယ်ဆိုလို့ရှိရင်ဝါကားဆရှော့ကူနင်းတော့ K ရှော့ဆိုတာကဂျပန်ရိုးရာ T လက်မှုပညာရှင်ရဲ့အမွေအနှစ်ပေါ့ဆိုတော့ဘယ်လိုအကြောင်းအရာလေးလဲဆိုတော့ဆက်ပြီးတော့ဖတ်ကြည့်အောင်先日友人を訪ねて岐阜に行きました先日ပြီးခဲ့တဲ့ရက်ကပေါ့နော်友人を訪ねてဆိုတာကတကယ်ချင်းစီကိုသွားလဲတာကိုပြောတာဖြစ်ပါတယ်訪ねမှာဆိုတာအလဲပတ်သွားတယ်ပေါ့တကယ်ချင်းစီကိုသွားလဲဖို့အတွက်ပေါ့岐阜に行きました岐阜ကိုသွားခဲ့ပါတယ်待ち合わせの時間まで少し時間があったので古い和傘の店があったので入ってみるといらっしゃいませと元気な声で店の主人が迎えてくれましたဆိုတော့စာကြောင်းရှိတော့ကျွန်တော်တစ်ဖြတ်စီဖြတ်ပြီးတော့ဖတ်ကြည့်အောင်နော်မာချီယာဝါစင်တော့ကြည်ကံပါတယ်တွေးဆုံမှုချိန်ထားတဲ့အချိန်ဒီကိုစကူရှိကြည်ကံကအတောင်းတော့တဲ့အချိန်နဲ့ရတဲ့အတွက်ကြောင့်မို့လို့သူတကယ်ချင်းနဲ့တွေးဖို့ချိန်ထားတဲ့အချိန်ကိုမှသူကအချိန်နဲ့ထက်ရသေးတဲ့အတွက်ကြောင့်မို့လို့ဖူရူရီဝါကားဆောင်းတော့မီစေဒီဟောင်းနွမ်းနေပြီဖြစ်တဲ့အိုဟောင်းနေပြီဖြစ်တဲ့ဂျပန်ထီးရောက်နေအဆိုင်ပေါ့နော်ဂျပန်ထီးတွေကဟောင်းတာမဟုတ်နော်အဆိုင်လေးကဟောင်းနေတာကိုပြောတာကျွန်တော်ဆိုင်ရှိတဲ့အတွက်ကြောင့်မို့လို့တဲ့ဟိုင်တဲမီရီတို့ဝင်ကြည့်လိုက်တဲ့အခါမှာတော့ဒီတရှိုင်းမဆယ်ကျူးစုပါတယ်ဆိုတဲ့ဂန်ကီနာခွေတဲ့တကယ်ကိုတက်ကြွတဲ့ national တက်ကြွတဲ့အတန်နဲ့မီဆန်နာရှုကျင်ကမူခိုင်တဲ့ grammar star ဆိုင်ရဲ့ရှုကျင်ဆိုတာကဒီနေရာမှာပိုင်ရှင်ကိုပြောတာဖြစ်ပါတယ်နော်ဆိုင်ပိုင်ရှင်ကမူခိုင်တဲ့ grammar star ကျူးစုခဲ့တယ်ပေါ့ဝါကားဆန်စကူရီはအဲ့လိုကြည်တိုင်းからスズク技術でဒီနားလေးမှာတက်ဖြတ်ရအောင်နော်ဝါကားဆန်စကူရီဒီဂျပန်ထီးကိုပြုလုပ်တာပေါ့အဲ့လိုကြည်တိုင်းအဲ့လိုခေတ်တည်းကနေစပြီးတော့スズク技術ဆက်လက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဤပညာဖြစ်ပြီးတော့မေကြီးကြည်တိုင်းမှာတွေပေါ့ဒုကိုနော်မာချီနီမိုခါနာရာဇုဟီတိုရီယာဖူတာရီရှကူနင်းဆန်ကအီတာဆိုですဘယ်ခေတ်အထိလဲဆိုလို့ရှိရင်မေကြီးလို့ခေါ်တဲ့ခေတ်အထိနော်အဲ့လိုခေတ်ကနေစတယ်မေကြီးခေတ်တီကိုဘယ်နေရာဘယ်မြို့မှာပဲဖြစ်ဖြစ်ပေါ့နော်မဖြစ်မနေပေါ့ဒီလက်မှုပညာရှင်တစ်ယောက်သို့မဟုတ်နှစ်ယောက်ကတော့တစ်ယောက်ကနေပြီးတော့နှစ်ယောက်အထိကတော့အီတာဆိုတဲ့ရှိနေခဲ့တဲ့လူကြားရတယ်ပေါ့ဒါအရင်ခေတ်ကပေါ့နော်ဒီဝါကားစားတွေကကျွန်တော်တို့အဲဒူခေတ်ကနေပြီးတော့မေဂျီခေတ်တီကိုဆိုတာခေတ်စားခဲ့တယ်လို့ပြောနေတာဖြစ်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဘယ်နေရာမှာပဲဖြစ်ဒီထီကိုပြုတ်လုပ်တဲ့လက်မှုပညာရှင်တစ်ယောက်သို့မဟုတ်နှစ်ယောက်ကတော့ရှိရဘယ်မြို့မှာပဲဖြစ်ပေါ့日本に西洋文化が入ってくるとဂျပန်ကိုတဲ့ရှီကားရှိပေါ့နော်ရှီကားရှိဒါပေမဲ့日本に西洋文化が入ってくるとဂျပန်ကို西洋文化ဆိုတာအနောက်တိုင်းယဉ်ကျေးမှုနောက်တိုင်းယဉ်ကျေးမှုတွေဝင်လာတဲ့အခါမှာတော့今私たちが日頃使っているようなအခုကျွန်တော်တို့တွေ日頃ဆိုတာပုံမှန်အားဖြင့်ပေါ့နော်နေ့စဉ်နေ့တိုင်းပုံမှန်အားဖြင့်အသုံးပြုနေကြတဲ့စကုရုနော်မိုခန်းတန်းတဲ့နေတန်းမိုရာစုယောဂါစာပြုလို့ရတာလည်းလွယ်ကူသလိုလွယ်ကူပြီးတော့နေတန်းမိုရာစုဈေးလဲတက်တာတဲ့ယောဂါစာဆိုတာကအနောက်တိုင်းထီးတယ်အနောက်တိုင်းထီးဆိုအခုနေတိုင်းကျွန်တော်တို့စောင်းနေတယ်မိုးရွာရင်စောင်းနေတဲ့နေပွင့်စောင်းနေတဲ့ထီးတွေပေါ့နော်အဲ့ဒါတွေအနောက်တိုင်းထီးယောဂါစာလို့ခေါ်တယ်ယောဂါစာကအကီနီတစ်ချိန်တည်းမှာပဲဇန်ကိုကူနီဟီရိုမာရီမာစတာတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့တယ်သူကဂျပန်ထီးနဲ့နောက်တိုင်းထီးနဲ့ခစ်တွေကိုသူကနှိုင်းရှင်ပြီးတော့ပြထားတယ်ဂျပန်ထီးကတော့ဝါကားစားကတော့ဘယ်ကြီးတိုင်းနဲ့ဘယ်ကြီးတိုင်းအထီးပေါ့နော်ပြီးတော့ဒီနောက်ပိုင်းမှာကျတော့ကျွန်တော်ယောဂစာတွေပြန့်နှံ့လာတယ်ဘာကြောင့်ပြန့်နှံ့လာတယ်ဆိုတဲ့အကြောင်းရင်းကိုလည်းပဲသူဒီမှာရေးပြထားပါတယ်今年の79歳になる主人の加藤さんは今各県に1人が2人
イルカないかという和傘職人の一人です。တော့ဒီ comma ကုတ်ထားတဲ့နေရာတွေကိုလည်းဖြတ်ရအောင်ကိုရိုရှိနော79歳になるဒီနေ့ဆိုလို့ရှိရင်အသက်89နှစ်ရှိပြီဖြစ်တဲ့ဒီဆိုင်ပိုင်ရှင်ခါတူးဆန်ကပေါ့နော်အခုခါခုကန်ဆိုတာကဂျပန်မှာရှိတဲ့ခရိုင်အသီးသီးပေါ့နော်ခရိုင်တစ်ခုချင်းစီမှာတစ်ယောက်လားနှစ်ယောက်လားမှရှိသေးလားမရှိသေးဘူးလားဆိုတာမသိကြတဲ့ဝါကာသရှက်ကူနေဝါကာသလက်မှုပညာရှင်တွေကတစ်ယောက်ဖြစ်ပါတယ်ပြောချင်တာကအခုခေတ်မှာတော့ဂျပန်မှာရှိတဲ့ခရိုင်တွေမှာဒီဝါကာသရှက်ကူနေနေရတစ်ယောက်လားနှစ်ယောက်လားရှိလားမရှိလားတော့မသိကြတော့ဘူးအဲ့လိုမျိုးမသိကြတော့တဲ့ရှက်ကူနင်းဆန်တွေကသူကတစ်ယောက်ဖြစ်ပါတယ်လက်မှုပညာရှင်တွေကတစ်ယောက်ဖြစ်ပါတယ်ပေါ့နော်ဝါကာသစကူရီယိုယာမေယောတိုအမိုတာခုတူကအာဒီမာဆက်ဒီအဖိုးကြီးရပါတော့ဂျပန်ထီးတွေလောက်တာကိုသူရက်လိုက်တော့မယ်လို့တွေးဘူးတာမျိုးရှိပါတယ်တဲ့そんなある日အဲ့လိုမျိုးနဲ့တနေ့မှာတဲ့たまたま店の前を通りかかった外国のお客さんがたまたまဆိုတာကအခါအားလျော်စွာပေါ့နော်ဆိုင်ရှိကနေပြီးဖြတ်သွားတဲ့နိုင်ငံခြားသားဧည့်သည်က和傘は日本人の性格をとてもよく表しているね。ဂျပန်ထီးကတဲ့ဂျပန်လူမျိုးတွေရဲ့အကျင့်စရိုက်တွေကိုတော်တော်လေးကိုよく表しているဖော်ပြနေပဲတော်တော်လေးကိုထုတ်ဖော်ပြတာနေတယ်တော်တော်လေးကိုဖော်ပြနေတယ်နော်လို့သူအစ်တနော်ကိုပြောသွားတာကိုခီးတယ်ကြားလိုက်ရပြီးတော့အာယာမေချတာမေသားတို့ခံကားရဲ့နောက်ရှိတာဆိုတဲ့ရက်လို့တော့မဖြစ်ဘူးเนาะရက်လိုက်ရင်တော့မဖြစ်ဘူးသူဆက်ပြီးတော့ဒီလုံလေးကိုလုံနေမှာဖြစ်မယ်ဆိုပြီးတော့ခံကားရဲ့နောက်ရှိတာဆိုတဲ့ပြန်ပြီးတော့သူ့ရဲ့အတွေ့ကိုပြန်ပြီးပြင်ဆင်ပြီးတွေးလိုက်တယ်ပေါ့နော်ဆိုတော့ဒီအဖိုးကြီးကသူဂျပန်တီလောက်တာကိုရက်ဖို့လဲသူတွေးခဲ့တယ်ဒါပေမဲ့ဘာလို့မရက်ဖြစ်တာလဲဆိုတော့မရက်ဖြစ်ရတဲ့အကြောင်းအရာလည်းကျွန်တော်တို့ဒီမှာဖတ်လိုက်ရတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံသားဧည့်သည်သူဆိုင်ရှိကနေဖြတ်သွားတဲ့နိုင်ငံသားဧည့်သည်တွေပြောသွားတဲ့စကားကိုကြားလိုက်ရလို့သူကသွားမေးတာမဟုတ်ကြားလိုက်ရလို့ဘယ်လိုပြောတာလဲဆိုတော့ဂျပန်တီးကဂျပန်လူမျိုးတွေရဲ့စိတ်ကားကိုအကျင့်စရိုက်တွေလက္ခဏာတွေကိုကောင်းကောင်းဖော်ပြနေရလို့ပြောလိုက်တဲ့စကားကိုကြားလိုက်ရတဲ့အတွက်ကြောင့်မလို့သူကဒီထီးပြုတ်လုပ်တဲ့ပညာကိုဆက်ပြီးတော့ထိန်းသိမ်းမယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ဆက်ပြီးတော့လုပ်နေတယ်ပေါ့ဆိုတော့ကျွန်တော်ဘာလို့ဒါတွေအသေးစိတ်ပြောနေရလဲဆိုတော့နောက်ပိုင်းမေးခွန်းတွေမှာဒါနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေပါလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါနော်カドさんはまだまだ元気だからあと10年は大丈夫と笑顔を見せてくれましたが私はとても寂しい気持ちになりましたカドさんあれまだまだ元気だからカドဆိုဖို့ရကျမ်းမာသေးတဲ့ကြောင့်မို့လို့နောက်ထပ်10နှစ်ကတော့ AC ပဲပေါ့နော်နောက်ထပ်10နှစ်ကတော့大丈夫ပြဿနာမရှိဘူးတို့အဲ့ကောင်ကိုမီဆေရီခရမစတာကအပြုံးမျက်နှာနဲ့ပြောခဲ့ပြီးမြဲကျွန်တော်ကတော့ဘာဖြစ်သွားလဲဆိုတော့တူတဲမို့စာဝိရှိခင်မူချင်နေတာဒီမှာစတာအရန်ကိုပဲအထီးကျန်တဲ့ခံစားချက်မျိုးဖြစ်သွားတယ်ဆိုတော့မဒါလေးကိုဖတ်ပြီးတော့ကျွန်တော်လည်းပဲစိတ်ထဲမှာအထီးကျန်နေဆိုတဲ့ခံစားချက်မျိုးဖြစ်ရတယ်ပေါ့နော်ဟိုအရင်တော့ကနာမည်ကြီးရဲ့ရေပန်းစားခဲ့တဲ့အရာလေးတခုသူဆက်ပြီးထိမ့်သိမ့်ပြီးတော့ဒီအဖိုးအိုကဆက်ပြီးတောင်မပြောက်ပြောက်အောင်လုပ်နေတယ်ဆိုတဲ့အရာမျိုးကိုမြင်ရတယ်ဖတ်ရတဲ့အခါမျိုးမှာတော့စာဝိရှိခင်မူချီလေးဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ဂျပန်မှာမဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံမှာလည်းပဲရှိပါတယ်เนาะဒီလက်မှုပညာတွေမတိမ်ကောမပပြောင်းထိမ့်သိမ့်နေတဲ့လူတွေရှိပါတယ်ကဲအောက်မှာတော့ shakunin ဆိုတဲ့စကားလုံးလေးသူက definition ဖွင့်ပေးထားပါတယ်ミニスケーター技術によって物を作り出したりする職業の人တဲ့သူကျွမ်းကျင်တက်မြောက်ထားတဲ့ဤပညာပညာရက်တွေကိုအသုံးပြုပြီးတော့ဗောနော်ပစ္စည်းတွေကိုပြုလုပ်တဲ့လူပေါ့ဒါကိုလက်မှုပညာရှင်လို့ကျွန်တော်ခေါ်တယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုမေးခွန်းဖြေတဲ့ဘက်ကိုသွားကြည့်အောင်問題1どうして明治時代以降洋傘は全国に広まりましたかどうしてဘာကြောင့်明治時代以降明治時代ကနေစပြီးတော့နောက်ပိုင်းမှာပေါ့နော်明治時代ကနေစပြီးတော့နောက်ပိုင်းမှာ equal ဆိုတာကအဲ့ဒီချိန်ကနေစပြီးတော့နောက်ပိုင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ယောဂစနိုင်ငံခြားဖြစ်တဲ့အနောက်တိုင်းထီးတွေကတနိုင်ငံလုံးကိုပြန့်နှံ့သွားခဲ့တာလေတနိုင်ငံလုံးဆိုဂျပန်နိုင်ငံကိုပြောနေတာနော်ဆိုတော့အဖြစ်က A ကကြတော့和傘より質が良いしもっと大丈夫だしもっと丈夫だしနော်
ဂျပန်ထီးတဲ့ဆိုင်ပို့ပြီးတော့ရှိစုကရောရှိစုဆိုတာအရေးသွေး quality ကောင်းတယ်ပြီးတော့ motto ကြောဘူးပို့ပြီးတော့ခိုင်ခန့်တယ်ဒီအချက်ကြောင့်လားတဲ့ဒီအချက်ကြောင့်နောက်တိုင်းထီးဒီဂျပန်မှာပြန့်နှံ့သွားတာလားပြီးရကြတော့ဝါကားဆာယော်ရီနေတန်းကရာဆွေးရှိစကူရီခတာမိုခန်းတန်းတာရှိဂျပန်ထီးတဲ့စားလို့ရှိရင်ပို့ပြီးတော့ဈေးနှုန်းသက်သာတယ်ပြုလုပ်ရတဲ့နီးလန်းလည်းပဲလွယ်ကူတယ် C ဝါကားဆာယော်ရီဇိုင်းလျော်ကကိုကျူတာရှိစကူရီခတာမိုခန်းတန်းတာရှိဂျပန်ထီးဝါကားဆာထက်စားလို့ရှိရင်ပို့ပြီးတော့ဘာတွေဖြစ်တာလဲဆိုတော့သူအဲ့ဒီထီးမှာတုံးထားတဲ့ကုန်ကျန်းပစ္စည်းတွေကကိုကျူဆိုတာအရေးသွေးမြင့်မာတယ်ပေါ့နော်တန်မိုးကြီးရဲ့ပစ္စည်းတွေကိုတုံးထားတယ်ပြီးတော့ပြုလုပ်ပုံပြုလုပ်နေရတယ်ပဲခန်းတန်းလွယ်ကူတယ်ဒီကကြတော့ဝါကားဆာယော်ရီဒီဇိုင်းကအီရှိဥစကုရှိကုမီရဲတို့ရှိဝါကားဆာတဲ့စားလို့ရှိရင်ပို့ပြီးတော့ဒီဇိုင်းလေးပဲကောင်းတယ်ပို့ပြီးတော့လှရလို့လည်းမြင်ရတယ်ဆိုတော့အဖြေကဘာဖြစ်မလဲပေါ့နော်တင်းရဲ့အဖြေကောမန့်မှာဖြေကြည့်အောင်ပြီးကျွန်တော်မွန်တိုင်းလေးဆက်သွားရအောင်နော်မွန်တိုင်းကကြတော့ခုနကကျွန်တော်ဖတ်ခဲ့တဲ့ software ထဲမှာလေဒီအဖိုးကြီးပြောလိုက်တဲ့စကားပေါ့နော်ယာမေချာဒါမေတာတို့ခန်ကာအဲနောင်ရှိတာတို့အာလူကဆုံးလို့လိယူပါနာနီကရက်လိုက်လို့တော့မဖြစ်ဘူးဆိုပြီးတော့သူပြန်ပြီးသူ့ရဲ့အတွေးကိုပြန်ပြင်လိုက်တဲ့ဟာမျိုးခုနကစာပေထဲမှာကျွန်တော်တို့ပါတယ်တဲ့အဲ့လိုပြန်ပြင်လိုက်ရတဲ့အတွေးတွေပြန်ပြောင်းလိုက်ရတဲ့လီယူရွေချက်ကပါလေအကြောင်းရင်းကပါလေပေါ့နော်အေးကကြတော့ဒီဟွန်ဒေဝဝါကားဆာရှကူနေဝဟီတိုရီကဖူတာရီရှိကနိုကိုရာနိုင်ခါတာဂျပန်မှာဆိုရင်တဲ့ဝါကားဆာလုပ်တဲ့လက်မှုပညာရှင်ကတစ်ယောက်လားနှစ်ယောက်လားပေါ့နော်ဒါတစ်ယောက်သုံးဖို့နှစ်ယောက်ပေါ့တစ်ယောက်နှစ်ယောက်ကလွဲပြီးတော့မကြံတော့တဲ့အတွက်ကြောင့်မလို့ပြောချင်တာရှကူနင်းဆန်နေအရန်နဲနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဘေးကကြတော့ဝါကားဆာの好きな外国人がどんどん増えてきたからဝါကားဆာကိုသဘောကျတယ်ဂျပန်ဒီကိုသဘောကျတဲ့နိုင်ငံသားတွေတော့အလင်းအမြန်တိုးပွားလာနေတဲ့အတွက်ကြောင့်မို့လို့စီကကြတော့ဝါကားဆာစကူရီの必要な技術はあまり高くないからဂျပန်ဒီကိုပြုလုပ်ဖို့လည်းမဖြစ်မနေလိုအပ်တဲ့ဒီပညာကတိတ်ပြီးတော့မမြင်မာတဲ့အတွက်ကြောင့်ဒီကကြတော့ဝါကားဆာစကူရီの伝統を守り続けたいと思うからဂျပန်ဒီပြုလုပ်တဲ့ဒန်တိုးဆိုတာကလေရိုးရာယဉ်ကျေးမှု tradition ကိုပြောတာနော်ဂျပန်ဒီပြုလုပ်တဲ့ရိုးရာယဉ်ကျေးမှုကိုဆက်လက်ပြီးထိန်းသိမ်းသွားခြင်းတွေလို့တွေးမိတဲ့အတွက်ကြောင့်မို့လို့လေဆိုတော့ဒီရှောကူနင်းဆန်ကြီးอ่ะဗောနော်ဘာကြောင့်မလို့သူရလိုက်မယ်ဆိုတဲ့အတွေ့ကိုပြန်ပြင်လိုက်ရတာလေပြန်ပြင်လိုက်ရတဲ့အကြောင်းရင်းကဘာဖြစ်မလဲပေါ့ဆိုတော့じゃနောက်ဆုံးမေးခွန်းလေးမွန်တိုင်းဆန်လေးသွားကြအောင်本本と合っているものはどれကကျွန်တော်ခုနဖတ်ခဲ့တဲ့အဓိကစာပိုက်ကြီးရဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်တဲ့ကိုက်ညီတဲ့အချက်ကဘယ်အချက်လဲအေးကကြတော့わかったスクリーンの伝統を守るのは大切だが難しいことဂျပန်ဒီပြုလုပ်တဲ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရတာကအရေးကြီးပေမဲ့လည်းပဲခက်ခဲပါတယ်ခက်ခဲတယ်ဆိုတဲ့ကိစ္စပါတဲ့ပြီးရကြတော့わかったスクリーンの職人はたくさんいるが一年前のは少ないဝါကားဆောင်ကိုပြုလုပ်တဲ့လက်မှုပညာရှင်တွေအများကြီးရှိပေမဲ့လည်းပဲ一年前ရဲ့အတိတ်ပဲကလေသူကတယောက်တည်းနဲ့ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တယ်သူ့ဘာတခြားဘယ်သူမှအကူအညီမလိုဘဲနဲ့သူ့ဘာသူဒီလုပ်ငန်းတစ်ခုကိုပညာရပ်တစ်ခုမှာကျွမ်းကျွမ်းကျင်ကျင်နဲ့တယောက်တည်းရပ်တည်နိုင်တဲ့သူမျိုးအရှိနေမှရလို့ခေါ်တာနော်ဆိုတော့အဲ့လိုမျိုးတကယ်ကျွမ်းကျင်တဲ့သူကစကုနိုင်နဲပါတယ်စီကကြတော့シャクネの加藤さんがわかったスクリを続けるのは幸いလက်မှုပညာရှင်ဖြစ်တဲ့ကာဒူဆန်ကဂျပန်တီပြုလုပ်မှုကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေတာကစာရီဝါကြီးဝမ်းမြောက်စရာကောင်းတယ်ပြီးတော့ကံကောင်းတယ်ပေါ့နော်ဝမ်းမြောက်စရာကောင်းတယ်သဘောကျစရာကောင်းတယ်ပေါ့စာရီဝါကြီးရဲ့အဓိပ္ပာယ်ကလေဝမ်းမြောက်စရာကောင်းတော့ပျော်စရာကောင်းတော့ပြီးတော့ကံကောင်းတော့ဆိုတဲ့အဓိပ္ပာယ်လေးပဲရှိရနော်ဒီနေရာမှာတော့ဝမ်းမြောက်စရာကောင်းတယ်လို့ကျွန်တော်ဘာသာပြန်မယ်ဒီကကျတော့ရှကူနေの加藤さんは和傘作りの伝統を守るのに自信があるလက်မှုပညာရှင်ဖြစ်တဲ့ကာဒိုဆန်ကဂျပန်တီပြုလုပ်တဲ့ရိုးရာယဉ်ကျေးမှုကိုဆက်လက်ပြီးထိန်းသိမ်းသွားဖို့အတွက်သူ့မှာ自信があるမိမိကိုယ်ကိုယုံကြည်မှုပြည့်ရှိပါတယ်တဲ့ဆိုတော့မေကွန်းကပါလေဆိုတော့ကျွန်တော်တို့ဒီဖတ်ခဲ့တဲ့စာပိုက်ရဲ့အကြောင်းအရာနဲ့ကိုက်ညီတဲ့အချက်ပေါ့နော်
ဒီမေးခွန်းကတော်တော်လေးသတိထားပြီးဖြေရမယ်မေးခွန်းကိုထင်တဲ့အတွေးတွေကိုဖြေရမှာမဟုတ်ဘူးเนาะတကယ်စာပေတွေကတကယ်မှန်ကန်တဲ့အကြောင်းအရာတွေကိုပဲပြန်စဉ်းစားပြီးတော့ဖြေရမှာဖြစ်တယ်ဆိုတော့မေးခွန်း3ခုဖြစ်ပါတယ်အဖြေလည်းပဲ3ခုကျွန်တော်ရဲ့ comment အောက်မှာဖြေပေးပါเนาะဆိုတော့ဒီနေ့ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ပြန်တွေ့ပါအောင်မယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ဗျ